န်ရှာကလော်ဖုံးကိုစီမီယာအကိုလို့ခေါ်လိုက်တဲ့အတွက်ဝမ်မီသားစုရဲ့တခင်လေးချင်းတူကအံ့ဩနေခဲ့တယ်။ဟန်ရှာနဲ့ချင်းတူတို့ဟာအစကတည်းကတည်နေကြတာဖြစ်တဲ့အတွက်ဟန်ရှာလည်းလော်ဖုံးရဲ့အရေးချင်းနဲ့တန်မာမှုကိုအကြမ်းဖျင်းပြောပြလိုက်တယ်။လော်ဖုံးဟာဘရင်အဆင့်မဟူရာဝက်ဝုံနဲ့ရှင်နိုင်ပြီးမကြခင်မှာလည်းထိတ်တန်းလေးကျင်ရေးစခန်းကိုတွားရတော့မှဖြစ်ကြောင်းကြားလိုက်ရတဲ့အတွက်ချင်းတူနဲ့သူ့ရဲ့ကိုရံတော်တွေလည်းထိတ်လန့်သွားခဲ့တယ်။ထိတ်တန်းလေးကျင်ရေးစခန်းဟာပါရမီရှင်တွေကပါရမီရှင်များသာဝင်ရောက်နိုင်တာဖြစ်ပြီးဝမ်မီသားစုကဘီလီယံ53ပြီးတနေရာအစားဝယ်ဖို့ကြိုးစားခဲ့ပေမဲ့မရခဲ့ဘူး။ဝန်တခင်လေးချင်းတူလည်းလော်ဖုံးဟာနောက်နှစ်အနည်းငယ်အတွင်းစစ်နက်ဖျားဖြစ်လာနိုင်ကြောင်းသတိထားမိသွားတဲ့အတွက်နားလည်မှုလွဲသွားတယ်ဟုဆိုကာအလင်းမြန်ပြန်တောင်းပန်လိုက်တယ်။လော်ဖုံးလည်းလှုပ်เสียရှိသေးတယ်ဟုဆိုကာအိမ်ကိုပြန်လာခဲ့လိုက်တယ်။နောက်နေ့မှာတော့လော်ဖုံးဟာမိသားစုဝင်တွေကိုနှုတ်ဆက်ပြီးအဆင့်ပြီးစစ်ဆေးမှုကိုခံယူဖို့ထိတ်တန်းလေးကျင်ရေးဌာနချုပ်ကိုဟန်ရှာနဲ့အတူတူထွက်လာခဲ့တယ်။တစ်ဖက်မှာလည်းအကြာကြီးခွဲရတော့မှဖြစ်တဲ့အတွက်ယူရှင်းကလည်းစာတင်ခန်းထဲကလော်ဖုံးထိုင်ခဲ့မှုတဲ့ထိုင်ကုန်လေးနဲ့စာတင်ခန်းကနေလော်ဖုံးတို့စီးသွားတဲ့လေရင်ကိုကြည့်ကာအားငယ်နေခဲ့တယ်။လေရင်ပေါ်အရောက်မှာတော့စစ်နက်ဖျားရန်ကဌာနချုပ်တိစောက်ထားတဲ့မြို့ရဲ့တမိုင်းကြောင်းကိုရှင်းပြနေခဲ့တယ်။ဟုံနေမြို့ကိုဒုက္ခတိတစုနဲ့စတင်တည်ထောင်ခဲ့တာဖြစ်ပြီးအခုဆိုရင်ကဘာပေါ်မှာအလုံးစုံဆုံးမြို့ဖြစ်ကြောင်းနဲ့တည်ထောင်သူစစ်နက်ဖျားဟုံကြောင်းဟုံနေမြို့ကိုဘယ်ဘရင်စင်သားရဲမှမတိုက်ခိုက်ရဲကြောင်းဂုဏ်ယူစွာရှင်းပြနေခဲ့တယ်။လေ့ကျင့်ရေးစခန်းကိုရောက်တဲ့အချိန်မှာတော့လော်ဖုံးဟာလေ့ကျင့်ရေးစခန်းရှိကနဂါးရုပ်ထုကြီးနဲ့မျက်လုံးချင်းစုံမိသွားခဲ့တယ်။ချက်ချင်းဆိုသလိုတကိုယ်လုံးလှုပ်မှပဲဖိနှိပ်ခံလိုက်ရပြီးတခဏကြာမှတော့ပုံမှန်အတိုင်းပြန်ဖြစ်သွားတယ်။ဒါကိုတတိထားမိတဲ့စစ်နက်ဖျားရန်ကနဂါးရုပ်ထုရဲ့မျက်လုံးဟာဘရင်အစစ်နဂါးသားရဲရဲ့မျက်လုံးတွေဖြစ်ပြီးစစ်နက်ဖျားဟုံကနဂါးသားရဲကိုတက်ကလေ့ကျင့်ရေးစခန်းကိုစောင့်ရှောက်ဖို့နဂါးရဲ့မျက်လုံးကိုရုပ်ထုမှာတက်ဆင်ထားတာဖြစ်ကြောင်းရှင်းပြလိုက်တယ်။ကျောင်းရှိမှာတော့တင်နန်းသားတွေရဲ့အဆင့်တက်မှတ်ချက်တွေကိုသူတို့ရဲ့တိုက်ခိုက်ရေးစွမ်းအားအလိုက်ပြသထားပြီးနောက်ဆုံးအဆင့်ကို3ကြိမ်ရရှိပါကကျောင်းထုတ်ခံရမှာဖြစ်ကြောင်းရှင်းပြတယ်။အဆင့်ပြီးစစ်ဆေးမှုလုပ်မိနေရာကိုဝင်လာခဲ့ကြပြီးစစ်ဆေးရေးမှုခေါင်းဆောင်ဝန်ကလော်ဖုံးကိုခေါ်ကာအဆင့်ပြီးစစ်ဆေးမှုလုပ်မဲ့နေရာကိုလိုက်ပြတယ်။အဆင့်ပြီးစစ်ဆေးမှုမှာပုံရိပ်ရောင်အာကာသထဲကိုဝင်ရောက်ရမှာဖြစ်ပြီးတားရဲအကောင့်100ကိုမိနစ်30အတွင်းတက်ရမှာဖြစ်ကြောင်းရှင်းပြကာစစ်ဆေးမှုကိုစတင်လိုက်တယ်။လော်ဖုံးလည်းတာမန်သားရဲ့အကောင့်100ဟာသူ့အတွက်လွယ်ကူလွန်းတယ်လို့တွေးမိပေမဲ့တကယ်လက်တွေ့မှာတော့လော်ဖုံးဟာကျွဲသားရဲတွေရဲ့တိုက်ခိုက်မှုကြောင့်အဝေးကိုလွတ်ထွက်သွားခဲ့တယ်။ပုံရိပ်ရောင်ကဘာထဲမှာစစ်ဆေးသူဟာတာမန်လူတစ်ယောက်ရဲ့စွမ်းအားကိုသာအသုံးပြုနိုင်မှာဖြစ်ပြီးတိုက်ခိုက်စွမ်းရည်ကိုအားကိုးရမှာဖြစ်ကြောင်းလော်ဖုံးလည်းချက်ချင်းသဘောပေါက်သွားခဲ့တယ်။တားရဲတွေကအရေးအတွက်များတဲ့အတွက်လော်ဖုံးလည်းတံပြန်တိုက်ခိုက်ရင်းနဲ့တဖြည်းဖြည်းမောလာခဲ့တယ်။ဒါကိုအပြင်ကနေကြည့်နေတဲ့စစ်ဆေးရေးမှုကဒီစစ်ဆေးမှုမှာအနာရခြင်းရင်ပတ်ဝန်းကျင်နဲ့လိုက်ရောညီထွေအောင်ပြုလုပ်ပြီးပတ်ဝန်းကျင်ကအရာအလုံးကိုလက်နက်အဖြစ်အသုံးပြုနိုင်တဲ့ပြည့်စုံတဲ့ခန္ဓာကိုယ်လှုပ်ရှားမှုလိုအပ်ကြောင်းပြောဆိုနေခဲ့တယ်။လော်ဖုံးကတော့သူ့ရဲ့ဓာတ်နဲ့တိုက်ခိုက်ရင်းနဲ့ပတ်ဝန်းကျင်နဲ့တဖြည်းဖြည်းအသားကျလာခဲ့ကပြည့်စုံတဲ့ခန္ဓာကိုယ်လှုပ်ရှားမှုကိုကျွမ်းကျင်သွားခဲ့တယ်။အဆင့်ပြီးစစ်ဆေးမှုကိုအောင်မြင်ပြီးဖြစ်တဲ့အတွက်ထက်ကြောင်းလေ့ကျင့်ရေးကျောင်းကိုလည်းဝင်ခွင့်ရသွားခဲ့တယ်။တစ်ဖက်မှာတော့ပေါ်လီနာအိမ်တော်ထဲမှာစစ်နက်ဖျားလီဟောက်ဟာသူ့သားကိုတက်ခဲ့တဲ့တရားခံကိုရှာဖွေနေခဲ့တယ်။တန်တရားရှိသူစည်ရင်ထဲမှာလော်ဖုံးလဲပါဝင်ပြီးစစ်တီတော်ဖြစ်တာမကြသေးပဲအထူးလေ့ကျင့်ရေးစခန်းကိုဝင်ရောက်သွားနိုင်တဲ့အတွက်ဒီအရေးချင်းနဲ့ဆိုဝိညာဉ်တခင်ဖြစ်နိုင်ကြောင်းပိုပြီးတန်တရားဖြစ်လာခဲ့ကြတယ်။အထူးလေ့ကျင့်ရေးစခန်းမှာလည်းပေါ်လီနာအိမ်တော်ရဲ့လူတွေရှိတဲ့အတွက်လော်ဖုံးဟာဝိညာဉ်တခင်ဟုတ်မဟုတ်အမြန်စုံစမ်းမှုပြောလိုက်တယ်။တစ်ဖက်မှာလည်းလော်ဖုံးဟာလေ့ကျင့်ရေးကျောင်းထဲမှာလိုက်လံကြည့်ရှုနေခဲ့တယ်။မတော်တဆလူတစ်ယောက်ကိုတိုက်မိခဲ့တဲ့အတွက်လော်ဖုံးလဲတောင်းပန်လိုက်တယ်။ထိုလူဟာပေါ်လီနာအိမ်တော်ကဖြစ်ပြီးလီဟောက်ရဲ့တူဖြစ်တယ်။စစ်နက်ဖျားရန်ကလော်ဖုံးကိုခေါ်ကနေရမယ့်အဆောင်ကိုလိုက်ပြပေးလိုက်တယ်။သူ့ရဲ့အခန်းဖော်နှစ်ယောက်ထဲကရှီကျန်းဆိုသူဟာအရန်တန်မာသူဖြစ်ပြီးစစ်နက်ဖျားရန်တောင်သူ့ကိုအနိုင်ယူဖို့အပြည့်အဝယုံကြည်မှုမရှိကြောင်းပြောပြတယ်။ထိုလူနဲ့အဆင်ပြေအောင်နေဖို့နဲ့လေ့ကျင့်ရေးစခန်းရဲ့အဆင့်30အတွင်းမှာရှိတဲ့တင်နန်းသားတွေဟာစစ်နက်ဖျားနဲ့တောင်ရှင်နိုင်ကြောင်းသိလိုက်ရတဲ့အတွက်လော်ဖုံးလည်းအံ့ဩသွားခဲ့တယ်။စစ်နက်ဖျားရန်လည်းလော်ဖုံးကိုစီမီယာ2ယောက်နဲ့မိတ်ဆက်ပေးလိုက်ပြီးကောင်းကောင်းဂရုစိုက်ပေးဖို့ပြောကြားကာပြန်သွားခဲ့တယ်။အဆောင်ထဲရောက်တဲ့အခါမှာတော့စီမီယာ2ယောက်ကလော်ဖုံးကိုတီထားတဲ့အချက်တွေကိုအသေးစိတ်ရှင်းပြကြတယ်။တားရဲမြတ်တက်လေတိုက်ခိုက်စွမ်းအားမြင့်လာမှဖြစ်ပြီးတိုက်ခိုက်စွမ်းအားမြင့်လေအဆင့်တက်မှတ်ချက်မြင့်လေဖြစ်ကြောင်းရှင်းပြတယ်။အဆင့်တက်မှတ်ချက်မြင့်ရင်လေ့ကျင့်ဖို့အရင်းမြစ်တွေကိုပိုပြီးရနိုင်မှာဖြစ်တဲ့အတွက်တချို့ကျောင်းသားအများစုဟာစစ်နက်ဖျားအဆင့်ကိုမကျော်ဖြတ်ပဲကျင့်ကြံမှုကိုဖိနှိပ်ထားကြတာဖြစ်ကြောင်းစီမီယာအကူရှီကျန်းကိုဥပမာထားကရှင်းပြလိုက်တယ်။
တစ်ဖက်မှာတော့စစ်နက်ဖျားလီဟောက်ဟာလေ့ကျင့်ရေးကျောင်းမှာရှိတဲ့သူ့ရဲ့တူကန်ဒီစစ်ဆိုသူစီကိုဖုံးဆက်ခိုင်းလိုက်ပြီးလော်ဖုံးအကြောင်းအသေးစိတ်ရှင်းပြကဝိညာဉ်သခင်ဟုတ်မဟုတ်စုံစမ်းပေးဖို့မှာကြားလိုက်တယ်။ကန်ဒီစစ်လည်းသူ့ရဲ့အခန်းဖော်ဝီလျံဆိုသူကိုလော်ဖုံးကိုစိတ်ခေါ်ဖို့ပြောလိုက်တယ်။နောက်နေ့မှာတော့လော်ဖုံးဟာပုံရိပ်ရောင်အာကာသထဲမှာလေ့ကျင့်နေခဲ့တယ်။သူ့ရဲ့တန်မာမှုအစစ်နဲ့ပြိုင်ဘက်ပေါ်လာခဲ့ပြီးစတင်တိုက်ခိုက်လိုက်ကြတယ်။အစပိုင်းမှာတော့ပြိုင်ဘက်ကအလွန်လင်းမြန်တဲ့အတွက်လော်ဖုံးဘက်ကပဲအထိနာနေခဲ့တယ်။တိုက်ခိုက်ရင်းနဲ့အသားကျလာတဲ့အချိန်မှာတော့လော်ဖုံးဘက်ကတဖြည်းဖြည်းအသာစီးရလာခဲ့တယ်။ဒါကိုသတိထားမိတဲ့စနစ်ကပြိုင်ဘက်ကိုအဆင့်မြင့်လိုက်ပြီးလော်ဖုံးနဲ့တိုက်ခိုက်ခိုင်းလိုက်တယ်။ပုံရိပ်ရောင်ဘလောက်တုံးတွေကိုလိုတလိုထိန်းချုပ်ကအပေါ်စီးကနေလော်ဖုံးကိုဖိအားပေးနေခဲ့တယ်။ပြိုင်ဘက်အနားကိုဘလို့မှချင်းကပ်လို့မရတဲ့အတွက်လော်ဖုံးလည်းအရန်ကိုအခက်တွေ့နေခဲ့တယ်။